အားလုံးပဲမင်္ဂလာပါ34ကမက်အီပါမတွေ့တာကြပြီနော်ဒီမှာမက်အီ China visa တွေရှောက်နေတာအဲ့ဒါနဲ့အလုပ်တွေရှုပ်နေလို့အခုမှပဲဗီဒီယိုရိုက်ပြီးတော့တင်နိုင်ပါတယ်ဒီနေ့မှာတော့အမတို့စီမှာ China visa ရှောက်ထားတဲ့ group တိုး16ရောက် visa တွေအားလုံးတစ်ရက်ထဲမှာ approve ဖြစ်ပါပြီဒီမှာလက်ထဲမှာတပွေးတစ်ပိုက်ကြီးပဲအဲ့တော့ China visa မအီရိုရှိမှာရှောက်ပေးပါတယ်ဒီမှာသူတို့ဒီ China ကိုအလဲသွားကြမဲ့ group 16ရောက်စာရလာတဲ့ visa လေးတွေပြပေးမယ်နော်အဲ့တော့ဒီမတို့မှာဆိုလို့ရှိရင်မှာ China visa ကဒီလို passport ကိုတွားပြီးတော့တန်ရုံသွားပေးရတယ်ပေါ့နော်ဒီသူတို့ approve ပေးတော့မယ်ဆိုလို့ရှိရင်ဒါလေးတောင်းတယ်ရထားတဲ့တယောက်ပါတယောက်ချင်းစီပြသွားပေးမယ်နော်ဒါကကြတော့ဒုတိယတယောက်ဖြစ်ပါတယ်ဒါကကြတော့3ယောက်မြောက်ဖြစ်ပါတယ်ဒါကကြတော့နောက်ထပ်တစ်ယောက်4ယောက်မြောက်ဗီဇာလေးဖြစ်ပါတယ်ရှင်။သွားလည်မဲ့သူတွေအစားအရင်ပဲပြောပါတယ်။ဘာလို့လဲဆိုတော့အဖွဲလိုက်ကြီးသွားမှာဆိုတော့ပြောဖို့ကောင်းတယ်။တယောက်တစုတည်းလဲရတာဆိုတော့ပို့ပြီးတော့စိတ်ချရတာပေါ့နော်။ဒါနောက်တစ်ယောက်ပါ။ဒါကကြတော့ဒါ next one မှာရှင်။အဲ့တော့အမြန်လေးတွေပြသွားလိုက်မယ်နော်။အားလုံးပေါင်း16ယောက် group တက်ကိုဝမ်းတာတဲ့အတွက်ဒီဗီဒီယိုလေးကိုရိုက်တင်လိုက်ပါတယ်ရှင်။ဒီလိုပါဗီဇာလေးတွေကတ်ထားပေးပါတယ် validity date လေးတွေပါမယ် passport number လေးတွေပါမယ်ဒါပြီးလို့ရှိရင် China မှာဘယ်နှစ်ရက်နေလို့ရမယ်ဆိုတဲ့ဟာလေးတွေပါပါတယ်အလဲအပတ်ဗီဇာဖြစ်ပါတယ်ဒါကကြတော့ next one မှာရှင်ကြံသေးတယ်เนาะအဆုံးထိကြည့်ပေးပါအဆုံးထိကြည့်ပေးတဲ့သူတွေအများကြီးကျေးဇူးတင်ပါတယ်ဒါ next one မှာရှင်ဒါက next one မှာအဲ့တော့ဒီနေ့တပွေးတစ်ပိုက်ကြီးသွားပြီးတော့မှ China တရုံကနေပြန်ပြီးတော့ collect လုပ်လာတာဆိုတော့အရင်ကျေးဇူးတင်ပါတယ် next one ပါဒါလေးကကြတော့နောက်တစ်ယောက်ဖြစ်ပါတယ်။ဒါပြီးလို့ရှိရင်တော့ဒီမှာ the last two ပေါ့နော်ဒီကောင်လေးရေဒါကကြတော့နောက်ဆုံးကြောက်ဖြစ်ပါတယ်ရှင်။ကျမတို့34မြန်မာ travel ကိုရွေးချယ်ပြီးတော့မှ China visa ရှောက်ထားတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်။အဲ့ဒီတော့34မြန်မာ travel မှာ China visa ရှောက်ထားခြင်းနဲ့ဆိုရင်39 4200 39848နဲ့39 4441333835ဖုန်းနှလုံးကိုဆက်သွယ်ပြီးတော့ရှောက်ထားလို့ရပါတယ်။အစီအပြေချုံးမှုတဲ့ကိစ္စများကိုပိုင်ဆိုင်ကြပါစေရှင်။ကျေးဇူးပါ။